انظروا إنه سيهدم الكعبة إنه بيت الله သူတော်စင်များအသင်တို့သိရှိပြီးသားဖြစ်ပါလေအလက်အရှင်မြတ်ကအင်အားကြီးမှလုံးနဲ့စစ်တပ်ကြီးတစ်ခုကိုငှက်ငယ်လေးတွေအုပ်စုတစ်စုနဲ့ပဲအမြင့်ပြတ်ချေမုန်းခဲ့တဲ့အံ့ဘွယ်အဖြစ်ပြက်အကြောင်းအရာများကိုဒီအဖြစ်ပြက်ဟာကုန်းအန်ကျမ်းတော်မြတ်ဆူယာအတိုဖီထဲမှာတိတိကျကျဖော်ပြထားပါတယ်အဲ့ဒီအချိန်ကအေယာဟန်ဆိုတဲ့ဘုရင်ဟာအင်အားအပြည့်မန်အပြည့်နဲ့ကပ်ဖေအိမ်တော်ကိုချက်စီးဖို့အင်အားကြီးစစ်တပ်ကြီးနဲ့ချီတက်လာခဲ့ပါတယ်သူစီမှာလက်နက်စုံစစ်တီတော်တွေရှိတယ်လူတွေကြောက်ရွံ့ရအောင်အကြီးမားဆုံးစစ်စင်ကြီးတွေတောင်ပါဝင်ခဲ့ပါတယ်အဲ့ဒီအချိန်မှာလူတွေကပြောကြတယ် بيت رب ဒီစစ်တပ်ကို في عام الفيل إن بدون ما الكعبة بدانا لها نقول. ربا يحميها داجاو. وحينما دولان إبرهة جاو يوني يا وجيشه باري. عبرة ဒါပေ للعالمين မဲ့ فالكعبة دولو ليست متيكي دادا. حجارة تهدم كافي بل أينو بيت ها. يحميه الله အလက်အရှင်မြတ်ရဲ့အိမ်တော်ဖြစ်ပြီး إنه سيهدم الله كوراي. الكعبة إنه كي بيت يامني الله تي. إن كاكوي ساو شاو للبيت تامي. رب အိမ် يحميه တော်ဖြစ်တယ် في ဆို عام တာပါ الفيل အဲ့ဒီအချိန်မှာပဲကောင်းကင်ကြီးဟာရုတ်တရက်အပြောင်းလဲဖြစ်လာတယ်ကောင်းကင်ထဲကနေနတ်အုပ်တအုပ်ပြန်လာကြပါတယ်နတ်ငယ်လေးတွေပါဒါပေမဲ့သူတို့ရဲ့နှုတ်ခမ်းငယ်လေးတွေခြေသေးငယ်လေးတွေထဲမှာတော့မီးဖုတ်ထားတဲ့ကြောက်သေးသေးလေးတွေကင်ဆောင်ထားကြတယ်ပြီးတော့အဲ့ဒီကြောက်တွေကိုမန်ထောင်နေတဲ့အင်အားကြီးစစ်တပ်ကြီးအပေါ်ကိုတလုံးမိုးရွာသွန်းသလိုချလိုက်ကြပါတယ်ခဏလေးတွင်းမှာပဲရန်သူအားလုံးဟာခံနိုင်စွမ်းမရှိတော့ပဲ أرسل الله أدي عليهم ستة جهة. طيورا أبابيل تلسان. ترميهم بحجارة စားပြီး من နောက် نار ما هذه تتشال هذه. الطيور ومن ما أين تشاولوا به. جاءت سقط الجنود يا واحدا مشيرو تلو به. الآخر وانهارت كيوا. جيوش برهة ရစီသွား وأخذ ခဲ့ပါတယ် المسلمون يرددون